ဒီနေ့ကျွန်တော် unboxing လုပ်ပြပေးသွားမှာတော့ Fantech ရဲ့ WGC Fire Blade S ဟွာလဲမောက်လေးဖြစ်ပါတယ် Fantech မောက်ရဲ့ DPI အနေနဲ့လည်း12000 DPI တော့ပါဝင်ပါတယ်ကလစ်အနေနဲ့လည်း50 million အချိန်အထိခံနိုင်တယ်လို့ပြောထားတယ်ဘက်ထရီအနေနဲ့ကတော့40 hour ထိရတယ်ဗျသူတိုက်စီသုံးထားတဲ့မောက်လည်းဖြစ်ပါတယ်မောက်ရဲ့ packaging လေးရတယ်မဆိုးဆိုတဲ့လေးထားပေါ့တက်တက်ရရလေးလုပ်ပေးထားထဲမှာ running cap ပါမယ်နောက်တော့ဘူးသေးလေးထဲမှာဆိုလို့ရှင်လည်းတိုက်စီကျိုးရယ်တိုက်စီကို extender လုပ်လို့ရမယ် adapter လေးတစ်ခုပါတယ်ပေါ့နော်သူကကျတော့ဘယ်လိုလုပ်တာလဲဆိုလို့ရှင်တစ်ဖက်ကUSB ကို female တစ်ဖက်က type C female ပေါ့နော်သူကPC မှာတစ်ဖက်ထိုးဒီဘက်မှာကျတော့မောက်ကပါတဲ့ဒုံငယ်ကိုထိုးပြီးတော့ကျွန်တော် latency နည်းအောင်လို့မောက်နားမှာဒီဒုံငယ်လေးကိုလာထားလို့ရတာပေါ့နော်အားသွင်းတဲ့အချိန်မှာလည်းဖြုတ်ပြီးအားသွင်းလို့ရတာပေါ့အဲ့လိုပုံစံမျိုးကျွန်တော်သုံးနေတဲ့ Logitech G Pro မှာလည်းတွေ့ဘူးလေဗျာ G Pro မှာဆိုလို့ရှိရင်လည်းသူ့လိုပုံစံမျိုးပဲကျွန်တော်တို့ဒုံငယ်လေးပါမယ်အကောင့်လေးကိုဖြုတ်ပြီးတော့မောက်ကိုအားသွင်းလို့ရတယ်အားသွင်းနဲ့လည်းသုံးလို့ရတယ်နှစ်မျိုးသုံးလို့ရတာ wireless ပဲ wire ရောပေါ့နော် Fantech မှာလည်းအဲ့လိုပုံစံမျိုးပါတယ်ဗျကဲမောက်ထုတ်ကြည့်ဖို့အချိန်ရောက်ပြီမောက်ကြည့်တော့မယ်ဆိုရတဲ့ပုံစံနေရတယ်လုံးကြည့်ကြည့်လေးအောက်မှာဆိုလို့ရှိရင်လည်း switch လေးတစ်ခုပါ on off switch ပေါ့နော်ဒီ on off switch ကျွန်တော်ရဲ့ G Pro နဲ့ site ကတိတ်မကွာဘူးဗျsite ကလုံးထဲရောဒါနဲ့သူ့ရဲ့ခလုတ်လေးတွေကradar မှာပါတဲ့အဲ့ဒါပုံစံမျိုးပေါ့ခလုတ်ခြိုင်ပေးထားတဲ့ပုံစံလေးတွေကမဆိုးပါဘူးအဲ့လေးလည်းကိုင်းလို့ပေါ့နော်သူလေးလည်းမလေးဘူးပေါ့လည်းမပေါ့ဘူးဗျအနေတော်လေးပဲshooting နဲ့တော့လည်းအဆင်ပြေသူရဲ့ USB receiver လေးကကျောဘက်မှာ magnetic အဖုံလေးနဲ့ပေါ့အကောင်လေးနဲ့ထည့်ပေးထားအကောင်လေးတိုက်ရိုက်ထိုးပြီးသုံးလိုက်ရတယ်ကျိုးမှာထိုးသုံးနေဆိုရင်တော့ဒုံငယ်လည်းမပြောက်တော့ဘူးကျိုးလည်းမပြောက်တော့ဘူးပြီးတော့ latency လည်းနည်းသွားတယ်ကျွန်တော်တို့ကျိုးမှာပဲထိုးပြီးသုံးတာနည်းနည်းတော့မျက်စိရှုပ်တယ်ဒါပေမဲ့လည်းနှစ်ခုလုံးမပြောက်တော့အဆင်ပြေတာပေါ့ကျွန်တော် Fantech website ကလေးပြီးတော့ mounting mode တွေနဲ့အစော်ရေးတစ်ခုတောင်းထားလိုက်တယ်ပေါ့နော်အကောင် auto detect တည်ရပြအဲ့ထဲမှာဘာချိန်လို့ရလဲဆိုလို့ရှိရင် DPI တွေချိန်လို့ရမယ်sensor rate တွေချိန်လို့ရမယ်ဗျနော်shooting gain တွေစော်ရတဲ့လူတွေဆိုလို့ရှိရင်ဒီ DPI ကတော်တော်အသုံးဝင်တယ်ပေါ့နော်ဒီ DPI နဲ့ကစားပြီးတော့ကျွန်တော်တို့ကကိုယ့်ရဲ့ skill ကိုတက်အောင်လို့ချိန်ရတာပေါ့နော်Fantech မော်လေးကိုကျန်နေတဲ့ဆိုလို့ရှိရင်ကျွန်တော် background မှာလာရအားပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်